စီဂိမ်းပြိုင်ပွဲမှာရိုးရာလက်ဝိတ်ကစားသမားအဖြစ်ထွန်းထွန်းမင်းတို့ညီကိုနှစ်ယောက်ပါဝင်ပြီ။မင်္ဂလာပါပရိသတ်ကြီး။ထိုင်းနိုင်ငံမှာကျင်းပမယ့်2025ခုနှစ်စီဂိမ်းပြိုင်ပွဲမှာတော့ဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံကုန်ဆောင်ရိုးရာလက်ဝိတ်ကစားသမားများအဖြစ်ကိုတော့အလူတန်းချန်ပီယံထွန်းထွန်းမင်းနဲ့ညီကိုနှစ်ယောက်ကိုရွေးချယ်ထားပါတယ်။ရိုးရာလက်ဝိတ်ကစားသမားများအဖြစ်နဲ့ထွန်းမင်းနိုင်နဲ့အောင်တို့ကိုရွေးချယ်ထားပြီးတော့နီးပြအဖြစ်အနေနဲ့ကတော့အလူတန်းချန်ပီယံထွန်းထွန်းမင်းကလိုက်ပါကြီးကြပ်သွားမယ်ဖြစ်ကြောင်းမြန်မာရိုးရာလက်ဝိတ်တင်တန်းကြောင်းကအသိပေးထားတာလည်းဖြစ်ပါတယ်။မြန်မာကိုစားပြုကစားသမားများနေတို့အောင်မြင်မှုများရရှိစေနိုင်ကြောင်းလည်း MFC ကဝန်တာဂုဏ်ယူအသိပေးထားပါသေးတယ်။စီဂိမ်းပြိုင်ပွဲကိုတော့2025ခုနှစ်ဒီဇင်ဘာလ9ရက်မှ20ရက်နေ့အထိဘန်ကောက်မြို့ချောင်ပူရီမြို့စံခလာမြို့တို့၌ကျင်းပသွားမယ်ဖြစ်ပြီးတော့အားကစားမျိုးပေါင်းကတော့50ရှင်ပြိုင်ခွင့်ပြုသွားမယ်ဖြစ်ကြောင်းလည်းသိရပါတယ်။စီဂိမ်းပြိုင်ပွဲအတွင်းမှာရေကူးရေခုံပြည့်မြပြည့်ကြက်တောင်ဘတ်စကတ်ဘောလီလောကနူကရဲ့အပြည်ပြည်ဆိုင်ရာရိုးရာလေးစပိန်မြင်းစီဓာရီဘောလုံးဖူဆဲထောက်တီနောက်ကျွမ်းပါဟန်ဘောဟော့ကီဂျူဒိုရပ်ဘီရွက်လီတနက်ပြည့်စပွဲတွေတင်းနစ်စတဲ့အမျိုးပေါင်းများစွာအားကစားပေါင်းများစွာပါဝင်ရှင်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံကတော့အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုအင်ရှင်နိုင်ငံအဖြစ်9ကြိမ်မြောက်လက်ခံကျင်းပမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ပြည်သက်ကြီးလည်းထွန်းထွန်းမင်းရဲ့ညီနှစ်ယောက်ကိုအားပေးဖို့အတွက်စီဂိမ်းပြိုင်ပွဲကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦး။စုံတီစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။